အားလုံးပဲမင်္ဂလာပါရှင်။ Indribo Audio YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်နော်။ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဖခင်တယောက်ရဲ့ပေါ်ဆမှုကြောင့်ဘဝပြစ်ခဲ့ရတဲ့ကောင်မလေးတယောက်ရဲ့ရည်နှံ့ပွေရာဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဇာတ်လမ်းကြောင်းရလေးနားမစင်ခင်မှာတော့ Channel လေးကို Like and Subscribe လေးပြုလုပ်ပေးပြီးဗီဒီယိုအသစ်တွေတင်နိုင်သိရှိစေနိုင်ဖို့ဘေးနားအဒီဘဲလေးကိုလည်းတစ်ချက်လောက်နှိပ်သွားပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်။ဒီတာမနက်စင်နာရေးစီဝေးတဲ့။ဟုတ်ကဲ့မမခိုင်။ခဲထဲမှာချိန်ထားသောနာရီကိုကြည့်လိုက်တယ်။နက်9:40စီဝေးစားဖို့မိနစ်20ကျန်သေးတာမို့ဒီတာတယောက်တင်ညာပု္ပ္ပစာကိုကလေးများဆက်လက်ရှင်းပြလိုက်တယ်။ကဲသားတို့သမီးတို့ရေဒီပု္ပ္ပစာတွေကိုတထားနော်။သူရိန်စာမလုပ်ပဲစောနေတဲ့သူတွေကိုနာမည်မှတ်ထား။ကောင်းကောင်းဒီမှပြင်ထွက်ပြီးမုတ်စားကြနော်။ကြားလား။ဟုတ်ကဲ့ပါဆရာမ။ဒီတာလေအစည်းအဝေးမှာမဖို့မဆုဆောင်နဲ့ဘောကပင်ကိုကင်ပြီးရုံငန်းဘက်သို့ထွက်လာခဲ့လိုက်တယ်။ရုံငန်းထဲမှာဝန်ထမ်းများအားလုံးစုံနေပြီးတီတာတယောက်တန်နောက်ဆုံးမှရောက်လာခဲ့တယ်။ဆရာမကြီးကလက်မနာရီကိုတစ်ချက်ကြည့်ပြီးကဲ10နာရီလဲထိုးပြီဆိုတော့အစည်းအဝေးစမယ်နော်။ဒီနေ့အစည်းအဝေးကတော့အရေးပေါ်အစည်းအဝေးပါပဲ။ဆရာထုံးမင်းလက်ကိုတော့ဂီးဆောင်နေနဲ့တာဝန်ပေးထားတယ်။ကျောင်းမှာလည်းဆရာဆိုလို့ဆရာထုံးမင်းလက်တယောက်ပဲရှိတာလေ။နေရာတကာသူ့ကိုပဲအားကိုးနေရတာ။အထူးသဖြင့်ကျောင်းဆရာမကြီးကရုပ်ကိစ္စတွေဆိုဆရာထုံးမင်းလက်ကိုပဲခိုင်းတတ်တယ်။ဆရာကလည်းဒီကျောင်းလုံးကဆရာမတွေအကူအညီတောင်းသမျှကိုမငြင်းညူပဲလုပ်ပေးရှာတယ်။ဆရာကိုဒီစည်းဝေးမတက်ခိုင်းတာကအကြောင်းရှိလို့ပါ။ဒီမှာကအပြိုဆရာမလေးတွေလည်းရှိတော့ဆရာရှိကြမဆွေးနွေးရဲမှာဆိုလို့ပါ။ဆရာမကြီးစကားကြောင့်ဆရာမများကတယောက်မျက်နှာတယောက်ကြည့်နေကြတယ်။ပြောရရင်ကျောင်းသူလေးတယောက်ရဲ့ပြဿနာအတွက်ဆရာမတွေတိုင်ပင်ပြီးအကောင်းဆုံးနည်းလမ်းကိုရွေးချယ်အောင်ခေါ်လိုက်တာပါ။ကျောင်းသူလေးကဆီယာမမြမြခိုင်ရဲ့အတန်းကပါဆီယာမမြမြခိုင်ကပဲကလေးမလေးရဲ့ပြဿနာကိုကျန်တဲ့ဆီယာမတွေသိအောင်ပြောပြလိုက်ပါနော်ဆီယာမမြမြခိုင်ကကလေးတယောက်မိဖြစ်ပြီးစတုဒ္ဒတန်ခန်းဤအတန်းမိုင်ဆီယာမလေးဖြစ်တယ်ခိုင်တန်တွေကဂျာမိုင်းဆိုတဲ့ကလေးမလေးကိုပြီးခဲ့တဲ့ဘက်တည်းကသတိထားမိတယ်သူကမနေ့ဆိုရင်ကျောင်းကိုစောကြီးရောက်လာတယ်သမင်းစားစိမ့်ကြီးဆိုလေအိမ်ပြန်ပြီးသမင်းမစားခြင်းဘူးတဲ့ညနေကျရင်လည်းနောက်ဆုံးမှအိမ်ပြန်လေးရှိတယ်ကြည့်ရတာကလေးမလေးကအိမ်ကိုပြန်ရမှကြောက်နေတာသူ့အမေကငငယ်လေးတွေကဆုံးသွားတာလေအဖေကလည်းအရက်သမားအမြဲမူးနေတာကလေးမလေးကညနေပိုင်းအသီးရွက်လေးတွေခူရောက်ပြီးစားဝတ်နေရေးကိုတနိုင်တလောက်ဖြည့်ရှင်းနေရတာအဖေကတော့သူများအိမ်မှာတောက်တုံမရလုပ်ပြီးသူများပေးဆံကန်းစာနဲ့တားဖနှုတ်စားနေကြရတာအဆန်ရရင်တော့ရတဲ့ပစံကိုအရက်ဝယ်တောက်တယ်လေနောက်ပိုင်းသူ့အဖေကိုခိုင်းရင်စံတွေစီတွေပဲပေးကြပြီးခိုင်းတာများတယ်။အဆန်ဆိုရင်ရက်ဝယ်တောက်လို့လေ။မြမြခိုင်စကားကိုဆီယမအားလုံးကစိတ်ဝင်စားနေနားထောင်နေကြတယ်။မြမြခိုင်ကပြောနေရနေအားလုံးကိုတစ်ချက်ကြည့်လိုက်တယ်။အခုပြောမှကိုတော့ဆီယမတွေနားနဲ့မနာဖွားနဲ့သာနာပေးကြပါနော်။ဂျာမိုင်းအိမ်မပြန်ခြင်းတဲ့အကြောင်းကတော့သူတို့အိမ်ကိုလာလေတဲ့သူ့အဖေနဲ့ရက်တူတောက်တဲ့ဦးကန်းနာဆိုတဲ့လူကြီးကဂျာမိုင်းဖေလီတာနဲ့ဂျာမိုင်းကိုလိမ်မဲဆိုင်ရာစော်ကားဖို့ကြိုးစားတာပါပဲ။နောက်ပြီးတော့မြမြခိုင်ကပြောနေရင်အတန်များတိမ်ဝင်သွားတယ်။ကျန်တာတွေပါပြောလိုက်ပါဆရာမ။ကျောင်းကြီးကမြမြခိုင်ကဆက်ပြောရင်စကားထောက်လိုက်တယ်။ပြီးတော့ကလေးမလေးကိုတဘာမှမကြားတဲ့ပုံစံနဲ့လိမ့်ဆက်ဆန်ခဲ့တယ်။သူ့ရဲ့ကျောင်းစိတ်ထမိန်မှာပေးချင်နေတာတွေကြောင့်သိခဲ့ရတာ။ဒီကိစ္စကိုသူ့အဖေကရိပ်မိပေမဲ့ရန်နာဆိုတဲ့သူကသူ့အဖေကိုအရက်ဖိုးတွေပြီးနေတော့ဖေဖြစ်သူကလည်းဘာမှမပြောဘူးလေ။နောက်ပိုင်းကန်းနာဆိုတဲ့သူကြီးကဂျာမိုင်းတို့အိမ်မှာအချိန်ပြည့်ရှိနေတော့တာပါပဲ။ဒါကြောင့်ဂျာမိုင်းကအိမ်ပြန်ရမှာကိုကြောက်နေတာ။ဒါကြောင့်ဆီယမကြီးကအစည်းအဝေးခေါ်လိုက်ရတာပါ။ကန်းနာဆိုတဲ့သူကိုတက်ငယ်မရိမ်မှုနဲ့ဖမ်းဖို့အတွက်ဆရာထုံးမင်းလက်ကလည်းသူ့တငယ်ချင်းရဲရရှိကိုကူညီတောင်းပြီးကန်းနာဆိုတဲ့သူကိုတရားစွဲဖို့ကြိုးစားမှဖြစ်ပါတယ်။ဒီရာတယောက်ထိုးသည်များကြားလိုက်ရတော့အခါသူ့ငယ်ဘွားရေဆိုးများကိုပြန်လည်မြောင်လာပြီးချွေးစိမ်းများတကိုယ်လုံးထွက်လာခဲ့တော့တယ်။အဲ့ဒီလူကိုဖမ်းရုံနဲ့မလုံလောက်ဘူး။တက်ပြစ်တင်တာကလေးတယောက်ရဲ့ဘဝကိုအညွန်ချိုးတဲ့ခွေးလိုယုံမာတဲ့သူကြောင့်ဘဝတစ်ခုလုံးသေဆုံးမတက်ခံစားရတဲ့သူတွေဘလောက်များနေပြီလဲ။ရန်နာဆိုတဲ့လူကတည်တင်တာတီရရင်နာချင်းချင်းတုတ်ပြန်မှုကြောင့်ဆီယာမအားလုံးကတီရကိုနားမလဲသလိုကြည်နေကြတယ်။တီရအသားများတစ်ဆက်ဆက်တုံပြီးချွေးစိမ်းများထွက်လာကပြစ်လဲကျသွားတော့တယ်။တီရဆီယာမများကတီရကိုစိုးရင်တကြီးခေါ်နေကြတယ်။တီရတယောက်ရဲ့အတိအာယုန်ထဲမှာတော့အရာအလုံးကအမောင်တိကျသွားလေတယ်။မမမေမေရောရင်မိမိကကောင်းကင်ဘုံတက်သွားပြီလေညီမလေးရဲ့
မိမိကနတ်သမီးဖြစ်သွားပြီ။တောက်ခင်ကြီးကမောကျင်းနေသည့်ညီမဖြစ်သူကိုကြည့်ကတီရမြုံမှမျက်ရည်မြတ်ကအတားစိတ်မရှိကြဆင်းလာခဲ့တယ်။အခဲတော့တနေရာမှာတခုခုပြီးအိပ်ပျော်နေတဲ့ဖခင်ဖြစ်သူကိုကြည့်ပြီးတီရတယောက်မျက်ရည်မြတ်ကိုတုတ်ကညီမဖြစ်သူကိုရင်ခွင်ထဲထည့်ပြီးဖတ်ထားလိုက်တယ်။မိမိဆုံးတော့တီရရဲ့အသက်က12နှစ်ပဲရှိသေးတာလေ။ညီမလေးအသက်ကတော့9နှစ်ပေါ့။တီရက9တန်းကျောင်းသူရွယ်မှုကိစ္စတော်တော်များများကိုနားလည်နေပြီဖြစ်တယ်။ဒီကဝင်နေမလို့တီရာတို့ဝင်နေလိုက်ငယ်မှသာနေရတယ်။မိမိဆုံးတော့ဖခင်ဖြစ်သူကအရက်တွေကိုတအားတောက်လာခဲ့တယ်။အောင်ကြီးမင်းသမီးတွေရှိသေးတယ်လေ။ဒီလိုတော့မနေသေးပါဘူးကွာ။ဆရာကျော်ရကျုပ်စိတ်ရင်းညစ်လို့ပါ။ဒီရက်လေးနဲ့ပဲဖြည့်သိမ့်နေရတာဗျ။ကျုပ်မိမမေတင်ကိုကျုပ်ရန်တရိရတယ်ဆရာ။ကျုပ်မေတင်ပေါ်တာဝန်မကျေခဲ့ဘူး။အင်းလေကျုပ်ကခမည်းအတွက်ကိုပြောတာပါ။ရှော့သမီးတီတာဒီမှာသမီးတို့စားဖို့ခေါက်ဆွဲကြော်သမီးဖေအတွက်ခွဲထားပေးလိုက်နော်ဒီမှာကသမီးရဲ့အချိန်ပိုကြီးကျေးဇူးပါဦးကျော်တီတာဖခင်ရဲ့ဆရာဖြစ်သူအရာရှိဦးကျော်ကိုတီတာကကျေးဇူးတင်စွာကြည်နေမိတယ်ဦးကျော်ကသဘောကောင်းသူတယောက်ဖြစ်ပြီးအပေးကမ်းရရောသူတယောက်လေးဖြစ်တယ်တီတာ6တန်းနှစ်ရောက်တော့ဦးကျော်တယောက်အိမ်တို့လာများကညီနဲ့မှပြန်တက်လေရှိတယ်တစ်ခါတလေဆိုအိမ်မှာပဲညားရိုက်တက်လေရှိတယ်ဦးကျော်ကသူမိမနဲ့ကွဲနေတာလို့မကြာခဏပြောတယ်သမီးတီတာဦးကိုနှိပ်ပေးပါအောင်ကွယ်နှိပ်ပေးလိုက်လေသမီးလေးဆရာဦးကျော်ကျေးဇူးတွေကအဖေတို့ပေါ်မှာအများကြီးရှိတယ်သမီးမေဆုံးပြီးကလေးကဆရာကျော်ကသမီးတို့ညီမပေါ်တော်တော်လေးကြီးစုစောင့်ရှောက်ပေးခဲ့တာတီတာရှင်ထဲမှာတော့မွန်းကျက်နေတယ်ဦးကျော်ရဲ့အပြုမှုများကိုတီတာမနှိမ့်မြို့ပါသူမကိုဘုသူပသက်လှုပ်တတ်ပြီးမိမွေးဖမွေးနေရအားသူ့ရဲ့လက်ကျန်းကြီးများဖြင့်ကြိုက်တွေတက်လေရှိတယ်အော်ရင်ကြီးဖေကိုလောကထုတ်ပြမဲလို့လည်းချင်းချောက်လေးရှိတယ်ဒီနေ့မှာတော့တီတာရဲ့အဖေနဲ့ညီမလေးအိပ်ပျော်နေချိန်လူမဆန်တဲ့ဦးကျော်ကြောင့်တီတာရဲ့အပြိုစင်ပေါ်လေးပျက်စီးခဲ့ရတယ်။ဒါကဘာကြီးလဲဦးကျော်။ဒါကတီတာလေးကိုဝင်မရှိအောင်ထိုးရမယ်စေးလေ။3လကိုတစ်ချိန်ထိုးရမယ်။မဟုတ်ရင်တီတာဘာကြီးလာလိမ့်မယ်နော်။ဘာကြီးလာရင်တီတာတို့မိသားစုကိုဦးကျော်ကအခြားဝေးတနေရာကိုရအောင်ပြောင်းခိုင်းရမှာ။ဒါမှမဟုတ်ရင်တော့တီတာအဖေကိုလောကထိုးရလိမ့်မယ်။အခန်းနောက်မှာငိုနေတဲ့တီတာကိုညီမဖြစ်သူကနားမလဲစွာနဲ့ကြည့်နေတယ်။တခုခုနဲ့အိပ်ပျော်နေတဲ့ဖခင်ကိုကြည့်ကတီတာအန်ကိုကြိတ်ထားလိုက်တယ်။တကယ်ဆိုဖခင်ဖြစ်သူကသမီးပြိုလေးကိုတစိမ့်ယောက်ျားလေးတယောက်နဲ့နီးစပ်အောင်မထားသင့်ဘူးလို့တွေးကရင်နာနေတယ်။အဲ့ဒီချိန်မှစပြီးတော့တီတာရဲ့နူးနေတဲ့နှလုံးသားမှာဦးကျော်ဆိုတဲ့သူကြီးကိုယူမုန်းကြီးဖြစ်လာခဲ့တယ်။တပိချင်းလောက်တဲ့အထိနာကြည့်ခဲ့တယ်။သူမရဲ့အုံနောက်ထဲမှာလည်း3လတစ်ချိန်ဒီပိုဟူသောဆေးကိုထိုးရမယ်လို့ဆွေးမြေ့သွားတယ်။တီတာရဲ့နင်ဝလာလိုက်တာတငယ်ချင်းပြောစကားကြောင့်တီတာပြုံးမိသီလားမဲမိသီလားတော့မပြောတတ်ပါဒီချာတာကတော့တီတာရဲ့မျက်ဝန်းထဲမှာမျက်ရည်များပြည့်နေတယ်ချိုမျက်ရည်များကိုအခြားသူများမမြင်အောင်မျက်ခုံများခက်မြင်မြင်ပုတ်ခတ်လိုက်တယ်တီတာတယောက်10နှစ်အောင်သောအခါညီမဖြစ်သူကိုခေါ်ပြီးအားလုံးနဲ့ဝေးရာတောင်နှမ်းမြေလေးစီကိုထွက်လာခဲ့တယ်တီတာရဲ့ဖခင်ကဦးကျော်၏ပြုမှုများကိုရိပ်မိတော်လဲတားဆီးခဲ့ခြင်းမရှိခဲ့ပါတီတာ၏ဘဝကပြည့်တဲ့စားတယောက်နဲ့ပဲတူတယ်လို့ခံစားလာခဲ့ရတယ်အထူးသဖြင့်ညီမလေးနင်းနင်းကိုတော့သူမကဲ့သို့အဖြစ်မခံနိုင်ပါဒါကြောင့်လဲတီတာတယောက်အမေရဲ့ညီမရှိရာဒေသသို့ထွက်လာခဲ့တယ်ကျောင်းဆရာမအလုပ်လုပ်ခါညီမလေးကိုစောင့်ရှောက်ခဲ့တယ်ခုဆိုညီမလေးနင်းနင်းမင်းဘွဲရပညာတတ်လေးဖြစ်နေပါပြီမမဒါဘာလုပ်တာလဲဆေးထိုးတာလေညီမလေးမမကနေမကောင်းရင်ကိုယ်တိုင်ပဲဆေးထိုးတာတီတာကလက်ထဲမှာဆေးထိုးကိုကြည့်ကအကြောင်းမဲ့ရီမောနေတယ်ထိုဆေးကဒီဘိုဟူသောဆင်းရဲနင်းနင်းတယောက်မသိရှာပေတီတာကတခါတလေတယောက်တည်းစကားပြောနေတတ်တယ်လို့တခါတလေအခန်းတော်လေးမှာတယောက်တည်းငိုနေတတ်တယ်။ဦးကျော်မလုပ်ပါနဲ့သမီးကြောက်တယ်။သမီးကိုလှုပ်ပေးပါနော်။သမီးရမ်းကြောက်လို့ပါ။တီတာတယောက်နိုးလာတော့အခါတကူလုံးချွေးများရွှဲနေတယ်။ငငယ်လေးကမက်ခဲတဲ့အိမ်မဆိုးကအခုထိနေဆက်နေပြီးတခါတလေမိမိကိုယ်ကိုသက်သေစင်စိတ်ပါပေါက်လာခဲ့ပါတယ်။ဒီမလေးတီတာတရင်ရလာပြီလားယင်။ဒါလေးတို့တိုးလာတော့တန်များကြောင့်တီတာမျက်လုံးကိုအာယူကဖွင့်လိုက်တယ်။ညနေချက်ပေါ်မှာအလင်းရောင်စူးစူးကြောင့်မျက်လုံးကိုပြပိတ်ထားမိတယ်။ညီမလေးမျက်လုံးကိုဖြည်းဖြည်းဖွင့်ပါ။သူမလေးမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။မမခိုင်တီတာဘယ်ရောက်နေတာလဲ။ညီမလေးဆေးရုံရောက်နေတာတပတ်ရှိပြီ။ဟုတ်လား။ဟုတ်တယ်ညီမလေး။ညီမနှလုံးကတော်တော်လေးအားနေနေတော့စိတ်ထိခိုက်စရာသတင်းကြားလိုက်ရလို့ရှော့ဖြစ်သွားတာတဲ့။မမခိုင်ဂျာမိုင်းကိစ္စကရောသူ့အဖေတငယ်ချင်းကိုဖမ်းသွားပါပြီ။အဲ့ဒီလူကိုတငယ်မရင်းနဲ့ဖမ်းလိုက်ပြီလေတော်သေးတာပေါ့မမခိုင်ရဲ့ဂျာမိုင်းလေးရောရင်သူ
သူ့ဖေစီမှာပဲလေဟာမထားတော့နဲ့လေသမီးတယောက်ကိုတော့မကာကွယ်နိုင်တဲ့ဖခင်လက်ထဲမှာသမီးမင်းကလေးဆိုတာမရှိသင့်ဘူးစိတ်ထိမှတီးတာရဲ့ညီမကအခုမှသတိပြန်ရတာမို့လားခဏနေနင်းလေးထမင်းဘူးလာပို့တော့မယ်နင်းနောက်လာတယ်မွေးတော့မှမလားဟုတ်တယ်မမခိုင်နင်းရဲ့ယောက်ျားကနင်းကိုဂယူးဆိုင်တယ်ညီမလေးအိမ်အောင်ကြပြီးတာနဲ့တီးတာတောင်းဝင်ကြွသွားသလိုပါပဲတီးတာပြောင်းရွှေ့တင်ထားတယ်မမခိုင်နောက်လာတဲ့ပြောင်းရွှေ့တွေထွက်တော့မယ်နော်ဟုတ်တယ်မမခိုင်လည်းပြောင်းရွှေ့တင်ထားတယ်ဇာတိမြေကိုပြောင်းမလို့လေတီးတာကတော့ကြားကျင်တဲ့နေရာကြားဆိုပြီးရှောက်ထားတာပါပဲပြောင်းရွှေ့အော်ရာတွေထွက်လာတော့အခါဟင်ငါ့ဖေရှိတဲ့မြို့ကိုပြောင်းနေရမှာလားမတွေ့ကြည့်ဘူးအဖေကိုစိတ်နာတယ်ဟိုလူကြီးကိုလည်းမုန်းတယ်သူတို့လေဒီတော့တရားဝင်နေဖြစ်တာကြောင့်ဖခင်ရှိတဲ့နေမည်တို့ပြောင်းရွှေ့လာခဲ့ရတယ်သမီးအဖေကိုခွင်းလို့ပါဦးကျော်လည်းဆုံးသွားပါပြီတော်ပါတော့ခမကြီးကျုပ်စီကိုမလာနဲ့ဦးကျော်ဆိုတဲ့သူเจ้าကိုလည်းမကြားကြည့်ဘူးစိတ်ထင်ရတွေမပေးပါနဲ့တော့ခမလေးနေချင်းတို့လိုတာနေခဲ့တာမဟုတ်ဘူးလားခမကတောက်ဆဆလူမင်းသားဘွားနဲ့ตายရခဲ့တယ်မို့လားခမကသမီးတွေကိုဗာများတောင်းဝင်ကြေခဲ့လို့လေသမီးပြိုလေးကိုလူကြုံမှုပေးနိုင်ရဲ့လားဖခင်ကောင်းတယောက်အဖြစ်တောင်းဝင်ကြေခဲ့ဘူးလို့လားအိမ်မသမီးစိတ်ပြေးတဲ့နေ့အဖေအိမ်ကိုအချိန်မီပြန်လာခဲ့နော်အဖေလည်းသမီးတို့ညီမထွက်သွားပြီးကနောင်သားတွေနဲ့ကြံခဲ့ရတာပါကဲပါပြောပြလေသမီးကနားထောင်ချင်မှမဟုတ်တာသမီးအတွက်အဖေအိမ်ကအမြဲတမ်းတကားဖွင့်ထားပါတယ်သမီးရဲ့ဖခင်ဖြစ်သူထွက်သွားတာကိုကြည့်ပြီးတီတာတယောက်ရှိုက်ကြီးတငင်ကိုကျွေးနေမိတယ်ကျိုးနောက်တိတာထဲမှာဆေးတို့အတဲ့သို့ဆေးရင်များဆုပ်ယူကသူမရဲ့တင်မကိုစိုက်ချလိုက်တယ်တီတာရင်နိမလေးတနေ့တခြားဝါလာလိုက်တာလုပ်ဖို့ကိုင်ပဲဆီယမများရဲ့စကားအားတီတာကအရေးမလို့တော့ပါသူမရဲ့ခန္ဓာကိုယ်ကထိုးစည်းများရဲ့အရှိန်နဲ့ပုံပြပန်းပြဖြစ်နေတယ်မကြာခဏလေးနေမကောင်းဖြစ်လာတော့တယ်ဒီလောက်ခန္ဓာကိုယ်နဲ့ဆိုတဆိုးရှိဖို့မလွယ်ဘူးဝိချမှရမယ်ဆရာဝန်ကြီးမှာချက်အားတီတာကအရေးမလို့တော့ပါကျမကြီးမကောင်းတဲ့ဖြင့်အလုံးမလေးခဏခွင့်ယူနေရတယ်တီတာရဲ့ဝင်နေရအခန်းကြီးလေး၌အထီးကျန်စွာတယောက်တည်းလေးလျောင်းနေရတယ်ဆရာမတီတာဧည့်သည်တတိပေးတဲ့နေတူသူ့အိမ်ပေါ်သို့လူတက်လာတယ်အဖေငခဲမခတ်တိုးတိုးလေးခေါ်လိုက်တယ်သမီးတီတာဒီလောက်ထိကျမကြီးမကောင်းတာတော့အဖေစီမလာဘူးလားဖေတောင်းမှပါတဲ့သမီးရဲ့အဖေစီကိုပြန်လာခဲ့ပါဖေတို့တွေမိသားစုစုစုညီပြန်နေကြမယ်လေနင်းလေးဒီကိုပြောင်းလာတော့မယ်တဲ့သမီးရဲ့ဖေမီလီရောပါလာမှလေဖေကိုခွေရည်တရင်လောက်ပြန်ပေးပါသမီးရဲ့နင်းလေးလာမယ်တဲ့လားဟုတ်တယ်သမီးမနေ့ကရောက်မယ်တဲ့အင်းလေဒါဆိုလေသမီးဖေရင်လိုက်ခဲ့ပါမယ်ဝမ်းသာလိုက်တာသမီးရဲ့အမတတရဲ့လားယင်ဒီတာခက်ရဲ့ပြုံးရင်ညီမဖြစ်သူကခေါင်းငိတ်ပြလိုက်တယ်ဖေသမက်ကဖေအတွက်ပစိုးဝဲလာတာကြိုက်ရဲ့လားဖခင်ဖြစ်သူနဲ့ညီမလေးတို့ပြုံးရည်ကစကားပြောနေသည်ကိုကြည့်ရင်ဒီတာတယောက်ခက်ရဲ့ပြုံးလိုက်တယ်အမအတွက်တော့ဝမ်းဆက်နှစ်ဆစာဝဲလာတယ်ဒီစားလေးဆိုမမနဲ့တီးနေမှာဆိုလို့လေဒီမလေးမမလှရဲ့လားမဖေဒီမှာမတီတာကိုခေါ်လို့မရတော့ဘူးသမီးလေးတီတာအဖြစ်ဆိုးလိုက်တာသမီးလေးရဲ့အခုမှမိသားစုတွေပြပြကြီးနေမယ်ကြံကမှဖြစ်ရတယ်လို့တီတာဆိုတဲ့အသက်30ကျော်မိန်းကလေးတယောက်ကြွေးချင်းမတန်ခင်ပဲအကျွေးစောခဲ့ရတယ်မမကိုတနာလိုက်တာဒီဆွေးတွေကိုမမတစ်ချိန်လုံးထိုးနေခဲ့ရတာပေါ့ညီမလေးငယ်ငယ်တုန်းကမမအခန်းတော့မှခဏငိုနေတာတွေ့ခဲ့ရတယ်ဟိုလူကြီးကမမကိုဆေးထိုးပေးတာတွေကဘာကြောင့်လဲဆိုတာညီမလေးနားမလည်ခဲ့ဘူးအခုတော့မှညီမလေးသဘောပေါက်လို့မိတယ်တကယ်တော့မမဟာမကြွေလို့ပြီးမဲ့နင်းချခင်ရတဲ့ဘဲတပွင့်မှာမမဘွားတစ်လျှောက်လုံးဒီစိတ်ကြီးနဲ့ရှင်သန်ခဲ့ရတာဘယ်လောက်များပင်မနေရှာမလဲမမရဲ့မမတီတာရောက်လျက်ဘွားတိုင်းနင်းချခင်ရတဲ့ပန်းဖြစ်မှာကင်းဝေးပါစေလို့နှင်းဆူတောင်းပေးပါတယ်နော်နှင်းတယောက်တီတာရဲ့တစ်တာထဲမှာဒိုင်ယာရီစာအုပ်လေးရာရင်ခွင်နဲ့ပိုက်ကရှိုက်ကြီးတငင်ကိုနေမိတော့တယ်စီတိုဝက်နဲ့တာစီများကိုကြည့်ကရင်နာနေမိတယ်မမတီတာကငင်းစင်ကအရေးဆိုးကြောင့်စိတ်တန်ရပြီးစိတ်ယောဂဖြစ်ခဲ့ပုံရတယ်ဒါကြောင့်လေမမတီတာကထိုးပြစိုးကိုတွေးမိတိုင်းသူ့ခန္ဓာကိုယ်ထဲကိုဆေးများထိုးသွင်းခဲ့တာပေါ့ဒါကြောင့်လေခန္ဓာကိုယ်ကပုံပြပန်းပြဖြစ်ပြီးကျန်းမာရေးကလည်းချို့ရင်းလာလေနောက်ဆုံးတော့အသက်ပင်တည်ခဲ့ရတာပေါ့မိန်းကလေးတိုင်းမမတီတာကလေးတို့အနင်းချီခံပန်းမဖြစ်ပါစေနဲ့လို့နင်းတယောက်ဆူတောင်းရင်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်
နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာဇာတ်လမ်းလေးများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်သောကြောင့်ကျမတို့ရဲ့ channel လေးကိုဆက်လက်အားပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်